ဒီကိုတော့မှာဟိုတော့မှာဒီကွာလေဒီဘာလို့ တော့နေတနင်္ဂနွေနေ့လေးမှာတော့အပန်းဖြေခရီးစဉ်အဖြစ်မော်ဘီကမ်မင်းကိုကျွန်တော်တို့အဖွဲ့ထွက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စုရက်ကတော့ဂျင်မာဖြစ်ပါတယ်အဲဒီမှာဆိုရင်9နာရီခွဲနေပါပြီ9နာရီခွဲမှာကျွန်တော်တို့ဂျင်မာလူစုကြပါတယ်လူစုပြီးတော့ကား3စီးနဲ့အတူတူကထွက်ခါကြမှာဖြစ်ပါတယ်လမ်းမှာတော့ခိုင်ခိုင်ကျော်ထမင်းဆိုင်မှာမနက်စာဝင်စားပြီးတော့ဆက်ပြီးတော့မောင်းပါတယ်ရှင်းနိုင်တော့စလားကဲရပါဒီကိုတော့မှာဟိုတော့မှာဒီဘာလို့မနက်8:49မိနစ်မှာတော့မော်ဘီကမ်မင်းကိုစပြီးတော့ရောက်ပါပြီ။ဒါပေမဲ့ check in time က10နာရီဖြစ်တဲ့အတွက်ကြောင့်ဒီ check in မဝင်ခင်မှာကျွန်တော်တို့ဒေါ်လန်ကိုလမ်းလျှောက်ကြမှာဖြစ်ပါတယ်။ကျွန်တော်တို့တနင်္ဂနွေနေ့မှာအတူတူပြေးကြမယ်ဆိုပြီးတော့လူစုလိုက်တာမော်ဘီကမ်မင်းကိုရောက်သွားကြပါတယ်။ပထမတော့ဒီမြေနီလန်းလေးကိုကျွန်တော်တို့ရှောက်အောင်ထင်တာပေါ့နော်။ဒါပေမဲ့မော်ဘီကမ်မင်းက reception ကပြောလိုက်တယ်ဒီမြားလေးတွေအတိုင်းသွားရမယ်ပေါ့နော်။အမှမြားထိုးထားတာကရှိုကြီးတစ်ခုဖြစ်နေရပေါ့နော်။အရှိုတွေကိုစပြီးတော့ဝင်ရမယ်ပေါ့နော်။ဆက်ဆက်ချင်းလမ်းမှာနေကျွန်တော်တို့ကလမ်းမှာတယ်လို့ထင်သွားတာပေါ့နော်ဒါပေမဲ့အဲ့ဒါကလမ်းမှန်ပါတယ်ဒီလိုမျိုးရှိုတွေကိုစပြီးတော့ဝေးရတာဖြစ်ပါတယ်ဒီမှာဆိုရင်ဘန်ဒပွင့်တောင်ဖျားကိုလည်းလှမ်းပြီးတော့ဥမြင်ရပါတယ်။ဘော်ဘီကမ်မင်းကကျွေးတဲ့ဟင်းတွေကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။အသားအသီးရွက်စသဖြင့်အစုံအလင်ကိုတည်ခင်းကျွေးမိတာဖြစ်ပါတယ်။မော်ဘီကမ်မင်းဘက်ကလည်း tea time ဆိုပြီးတော့အကျော်နဲ့ရည်နှီးချမ်းကိုတည်ခင်းကျွေးမိပါတယ်။ဒီအကျော်လေးတွေဆိုလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။အချင်းဆက်ထားတာကလည်းတကယ်ကိုအရသာတီတီမီမီနဲ့စားလို့သိပ်ကိုကောင်းပါတယ်။6:10မိနစ်မှာတော့ကျွန်တော်တို့မော်ဘီကမ်မင်းကနေစပြီးတော့ပြန်လာခဲ့ပါတယ်။ကျွန်တော်တို့အိမ်ကိုရောက်ဖို့တော့မော်ဘီကမ်မင်းကနေပြီးတော့2နာရီကျော်လောက်ကားမောင်းရတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေတဲ့စဉ်ကျွန်တော်တို့ရဲ့အပျော်တွေကိုကြည့်ရှုသူတွေကူးဆက်သွားစေဖို့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကိုတင်လိုက်ရတာဖြစ်ပါတယ်။ကြည့်ရှုတဲ့သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။ ဟောနေတော့ခေါ်ရှော့ပေါ့ပြီလို့